အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆိုပြပါကျွန်တော်ဒီနေ့ကျွန်တော်တို့မောင်သန်းစင်ရှိုးရုံမှာရှိတဲ့ကားလေး stock list လေးတွေကိုတစ်ချက်လိုက်ပြပေးမယ်ဈေးနှုန်းလေးနဲ့ဟိုဟာလေးပေါ့ကျွန်တော်တို့ model year လေးကိုတစ်ချက်ပြပေးမယ်အရင်ဆုံးပြပေးမယ်ဒီကောင် Zika Ace ကျွန်တော် model အဖြစ်2024 ကီလိုပါတယ်ကျွန်တော်နံပါတ်ထွက်ပြီးသားက EV ပါ Dual motor နဲ့ပါဒီကောင်ဈေးနှုန်းကတော့1000နဲ့2000ကြားမှာရှိပါကြားတွေပဲပြောပြတော့မယ်ကျွန်တော်အတိအကျတော့မပြောတော့ဘူးเนาะကျွန်တော်ပြီးသွားရင်ဒီဘက်မှာဆိုရင်ကပလီပါလေးရှိမယ်နံပါတ်လေးက4လုံးဘူးလေးနဲ့2လေးလုံးဘူးလေးနဲ့ဈေးရှိပါမယ်အယောင်လေးကတော့ခဲရောင်လေးပါ model အဖြစ်2015ပါဒီဇယ်ပါ9ရောက်စီးပါဈေးနှုန်းကတော့ကျွန်တော်1000နဲ့1500ကြားမှာရှိပါတယ်ဂျားပဲပြောပြလိုက်မယ်အတိအကျသိချင်တော့တစ်ချက်မေးပေးเนาะကျွန်တော်ဒီကောင်ကတော့ Zika 001လေးပါလက်ရှိတော့မရောင်းသေးပါဘူးပြီးသွားရင်ကျွန်တော် BMW 85ရှိမယ်2000ခွန် model ပါဒီကောင်ကတော့ model 5 မီးတွေနဲ့ဟိုဈေးနှုန်းကတော့1000နဲ့1500ကြားရှိပါတယ်ဒီကောင်လေးနံပါတ်ကတော့ 1F နဲ့ပါပြီးသွားရင် Volvo XC90 ရှိမယ် Volvo XC90 ကတော့ကျွန်တော် model အဖြစ်2016 engine power ကတော့30နဲ့ပါ9ရောက်စီးကားပါပဲဒီကောင်ဆိုတော်တော်လေးမိုက်ပါတယ်ဈေးနှုန်းကတော့3000နဲ့4000ကြားမှာရှိပါတယ်ဒီကားလေးဆိုရင်တော့ကျွန်တော်ပြီးသွားရင်ဒီဘက်ရောက်လာရင်ဟို BMW 5 seriesစီဒန်ကလုံးဝ luxury ဆန်နဲ့ crown နီးငိမ့်တဲ့ကားမျိုးတွေကရှာတယ်ဆိုရင်ဒါမျိုးရှိမယ် model အဖြစ်2014 engine power 2.0 နဲ့လာမယ်ဈေးနှုန်းအဖြစ်တော့လက်ရှိခေါ်တာတော့ဒီကောင်ကကျွန်တော်2000နဲ့3000ကြားမှာရှိပါတယ်ဈေးနှုန်းတိကျလေးသိရင်ကျွန်တော်မေးပေးပါကျွန်တော်ပြောပေးပါမယ်ပြီးသွားရင်ဒီဘက်မှာလန်ပါလန်ကတော့ကျွန်တော်ရောင်းပြီးသွားပါပြီမရှိတော့ပါဘူးလန်ကရူဇာလေးကတော့စိုးရသွားပြီပြီးသွားရင်ဒီဘက်မှာ CL လေးတစ်စီးရှိပါမယ် Suzuki CL လေးပါဒီကောင်ကတော့2020 model ပါဈေးနှုန်းကတော့1000နဲ့1500ကြားပဲပြောလိုက်ပါမယ်အတိအကျသိရင်ကျွန်တော်မေးပေးပါကျွန်တော်ပြောပေးပါမယ်ဒီဘက်မှာတော့ Audi လေးရှိပါတယ် Audi A4 2009 model လေးပါအခုထိရှိပါသေးတယ်ဒီကောင်လေးကတော့ကျွန်တော်တို့အမဲအောင်လေးပါဟိုဟာ engine power တော့ 1.8 တာဝန်နဲ့ပါဒီဘက်မှာဆိုရင်တော့ Max လေးတစ်စီးရှိပါမယ် Max ကတော့ကျွန်တော်2009 model engine power က 2.5G ပါ basic grade ပါဒီကောင်ကတော့ကျွန်တော်တို့ဈေးနှုန်းအဖြစ်တော့ဟိုဟာရှိပါမယ်1000နဲ့2000ကြားမှာရှိပါမယ်ပြီးသွားဒီဘက်မှာ Pajero Ion လေးရှိမယ်အဲ့ဆိုရင်တော့ကျွန်တော်တို့ Civic လေးရှိပါမယ်ဒီကောင်ကတော့ engine နဲ့ပဲ hybrid မပါဘူး engine power 2.0 နဲ့ Civic တစ်စီးရှိမယ်ပြီးသွားရင်ဒီဘက်မှာ2000ခွန်ဟိုဟာ engine နဲ့မကြိုက်ဘူးစီစားသက်သာတဲ့လိုချင်တယ်ဆိုရင် 1.3 hybrid နဲ့တစ်စီးရှိပါမယ်ဒီကောင်2000ခွန် model MX grade ပါဈေးနှုန်းကတော့ဒီကောင်ဆိုရင်900နဲ့1000ကြားပဲရှိပါမယ်ဟိုဘက်မှာဆိုရင်တော့ကျွန်တော်တို့ BMW 85လေးစီးလက်ရက်ထားပါတယ်ဒီကောင်ကတော့စောစောကောင်နဲ့တူတူပဲ engine power သေးသွားမယ်30ပါ model အဖြစ်2000ခွန်ပါဈေးနှုန်းအဖြစ်တော့1000နဲ့1500ကြားမှာရှိပါမယ်အထဲမှာဆိုရင်နောက်ထပ်ကားလေးကြံသေးအထက်ကကားလေးတစ်ချက်လိုက်ပြပေးမယ်လိုက်ကြည့်လိုက်ပါဦးကျွန်တော်လည်းကျွန်တော်တို့ဒီဘက်က engine power သေးရဲ့ကားလေးနဲ့ရင်ပြပေးမယ် engine power 1.5 9ရောက်စီးရဲ့ရှာရဲဆိုရင်ဒီကောင်လေးရှိမယ်ကျွန်တော်တို့ model အဖြစ်2010ပေါ့ဒီကောင်ဆို Honda Free 9ရောက်စီးဒီကောင်ဆိုဈေးနှုန်းအဖြစ်1000နဲ့1000စွန်းစွန်းလေးပဲရှိတယ်ဒီကောင်ဆို1000စွန်းစွန်းလေးနဲ့ရှာရဲဆိုရင်တော့ဈေးနှုန်းနဲ့တက်တာတယ်9ရောက်စီးလေးလိုချင်တယ်ဆိုရင်ဒါမျိုးကားလေးရှိပါမယ်ပြီးသွားရင်ကျွန်တော် Chevrolet Trax ရှိမယ်ဒီကောင်ကတော့ဒီဇယ်ကားလေးပါတက်စီတော့မဟုတ်ဘူး2018ကောင်က Premier Grade ပါလုံးဝ Grade အမြင့်ဆုံးပါ 1.6 တာဘုံနဲ့ပါဒီကောင်လေးလည်းရှိပါဈေးနှုန်းအဖြစ်တော့1000နဲ့2000ကြားမှာရှိပါတယ်ကျွန်တော်ပြီးသွားရင်ဒီဘက်ကတော့ BMW 3 Series တစ်စီးရှိမယ်3 Series ကတော့လူငယ်ကြိုက် model အဖြစ်2018ပါဈေးနှုန်းအဖြစ် 2.0 မဟုတ်ပါဘူး sorry engine power ကတော့ 2.0 twin turbo နဲ့ပါဈေးနှုန်းအဖြစ်တော့ကျွန်တော်တို့2000နဲ့3000ကြားမှာပဲရှိပါတယ်ပြီးသွားရင်အသစ်ရောက်ထားတဲ့ဒီမှာကျွန်တော်တို့ BYD စောင်းဒီကောင်လေးလည်းရှိမယ်ဒီကောင်လေးဆို brand new 0 ကီလိုတွေပါဒီကောင်လေးဆိုဈေးနှုန်းအဖြစ်ကျွန်တော်တို့2000နဲ့3000ကြားလို့ပဲပြောပေးလိုက်ပြီ2000နဲ့3000ကြားမှာရှိပါတယ်ဈေးတိကျသိချင်းမေးပေးပါကျွန်တော်ပြောပေးပါမယ် model အဖြစ်2024ထွက်ပါမှာဒီကောင်က24ပါတော်တော်လေးလည်းမိုက်ပါတယ်ဒီကောင်လေးဆိုရင်တော့ down fan base တွေပါကျွန်တော်တို့ base ကတော့ဒီကောင်တွေကရောင်းပြီးသွားပြီဒီကောင်ဆိုရင်အမဲအောင်လေးဒီကောင်ဆိုရင်ဈေးနှုန်းကတော့ install ဈေးကတော့ဟို1600ဝန်းကျင်မှာရှိမယ်ဗျ1600နဲ့1900ကြားမှာရှိလိမ့်မယ်လက်ရှိတော့ကျွန်တော်ဒီမှာတစ်စီးတော့ရှိပါသေးတယ်ဒီကောင်လေးရှိပါမယ် down fan base ပါ pre order တော့လက်ရှိပိတ်သွားပါပြီအကောင်လေးရှိမယ်ဒီဘက်ချမ်းမှာဆိုရင်နောက်ထပ် brand new တစ်စီးဖြစ်တဲ့ Honda CR-V 2025 model လေးပါ engine power 1.5 turbo နဲ့2025 model brand new လုံးဝနာမည်ပေါက်ရမယ်စတိပါလုံးဝ K0 ကီလိုနဲ့ပါဒီကားလေးတစ်စီးရှိပါမယ်ဒီကောင်တော့3000နဲ့4000ကျမှရှိပါတယ်ဈေးနှုန်းအဖြစ်တော့ဒီဘက်မှာဆိုရင်တော့ Lexus NX 300 2018ကိုမှကီလို4000နဲ့ပါဈေးနှုန်းအဖြစ်တော့ဒီကောင်ဆိုရင်ကျွန်တော်တို့3000နဲ့4000ကြားရှိပါတယ်ဒီကောင်လေးပြီးသွားရင်နောက်မှကားအများကြီးကြံသေးတယ်ဆက်လိုက်ကြည့်လိုက်သွားရင်ဒီမှာ Zoe D7 Prime နဲ့D7 Prime နဲ့ရှာရလူတွေအတွက်2019 model ကီလို4000ဝန်းကျင်ရှိမယ်ဈေးနှုန်းအဖြစ်တော့1000နဲ့1500ကြားမှာရှိပါတယ်အဲ့လောက်တော့ကြားမှာပဲရှိပါတယ်ဟိုမှာဆိုတော့ Hongqi H7 ဒီကောင်လေးကရောင်းပြီးသားနောက်ထပ်လိုချင်သေးတယ်ဆိုရင်ကျွန်တော်9ရောက်စီးလေးရှိအောင်မယ်9ရောက်စီးလေး The Last Grade ကတော့ကျွန်တော်2950 ဝန်းကျင်2950ဝန်းကျင်လို့ပဲပြောလိုက်တော့မယ်အတိအကျသိရင်တော့ချက်မေးပေးပါဒီကောင်လေးရှိပါသေးတယ်နောက်ထပ်တစ်စီးရှိသေးတယ်ကျွန်တော်တို့စီမှာတော့ဟိုဘက်မှာဆိုရင်တော့ကျွန်တော် Volvo V8 2019 model လေးတစ်စီးရှိပါမယ်9ရောက်စီးလေးပါဒီကောင်ဆို engine power 2.0 နဲ့ပါ Volvo ကတော့စက်မထွက်တော့ပါဘူးကျွန်တော်တို့စီမှာလက်ရှိတော့ဒီကောင်ကနောက်ဆုံးပါပဲကဲဒီဘက်မှာဆိုရင် GMC တစ်စီးလေးရှိမယ် GMC ကတော့ကျွန်တော်2018 model တာရန်မှာ
ဈေးနှုန်းအဖြစ်တော့ကျွန်တော်2000နဲ့3000ကျမှရှိပါတယ် engine power 2.0 နဲ့ပါ9ရောက်စီးပါဒီဘက်မှာတော့ Kia GT line optimal လေးရှိပါမယ် engine power 2.4 liter နဲ့ပါလုံးဝ great ပြည့်လေးပါဒီကောင်ဆိုရင်တော့ကျွန်တော်တို့ဈေးနှုန်းအဖြစ်တော့2000စွန်းစွန်းလေးပဲရှိမယ်2000စွန်းစွန်းပဲရှိပါမယ်ဒီဘက်မှာတော့ Atto 3ရှိမယ်ရှေ့မှာဆိုရင် Atto 2ရှိမယ်ဘာကွာဝါလဲဆိုတော့စာတော့နောက်မှာတော့ Yuan App လို့ပဲရေးထားလိုက်မယ်ဒီကောင်ဆိုရင် Yuan Plus လို့ရေးထားမယ်ကျွန်တော်တို့တကယ်ကတော့ဒီကောင်က Atto 3ပါ range နေနဲ့910ရတယ်ဒီကောင်ဆိုရင်တော့401 ကီလိုလောက်ပဲရပါမယ်ဒီကောင်ကနောက်က motor ပိုင်းမပါတော့ဒီကားကြောင့်သိကျင်လဲကျွန်တော်အသေးစိတ်ပြပြပေးပါမယ်ပြီးကြရင်ဒီကောင်ရဲ့ဈေးနှုန်းကတော့1400ဝန်းကျင်ရှိပါမယ်1400ဝန်းကျင်ပေါ့လက်ရှိဒီကောင်က brand new ရမှာပါအစ်စ်တွေပါပြီးသွားရင်ဒီကောင်ဆိုရင်လည်းဒီကောင်ဆိုရင်1900ကျော်ပဲရှိမယ်1900နဲ့1800ကြားလိမ့်မယ်ရှိလိမ့်မယ်ဈေးနှုန်းတိကျလေးသိကျင်တော့မေးပေးပါကျွန်တော် model တွေကတော့ဒီကောင်2024ဒီကောင်တော့2025နဲ့ရမယ်ဒီ Atto 2ပါပေါ့ Atto 2ကတော့2025နဲ့ရမယ်ကောင်လေးရှိမယ်နောက်မှာဆိုရင်နောက်ထပ်နှစ်စီးတူလေးရှိတယ်နှစ်စီးတူကဘာလေးဆို mini cooper လေးနှစ်စီးတူတူပဲ model ကလည်း2017တည်းပဲနှစ်စီးလုံးကတစ်စီးကအနီးတစ်စီးကခဲဈေးနှုန်းလေးတော့မတူသိကျင်တဲ့ကားလေးရှိရင်ဈေးနှုန်းလေးမေးပေးကျွန်တော်ပြောပေးမယ် engine power ကတော့ 1.6 turbo တွေနဲ့ကြီးပဲနံပါတ်တန်းလေးတွေကတော့ဒီခဲလေးကနံပါတ်တန်းပုံမြင်လိုက်မယ်ပို့ပြီးတော့လဲလှတယ်ခဲအောင်လေးကတော့ကြည့်ရလေးကတော့အနီလေးကတော့အနီကြိုက်တဲ့လူတွေကတော့အနီကတော့ပို့လှလိုက်မယ်ဒီကောင်လေးနှစ်စီးရှိမယ်ပြီးသွားရင်ဟိုဘက်မှာဆိုရင်တော့ကျွန်တော် Volkswagen စတီလေးတစ်စီးရှိပါမယ်စတီကတော့ကျွန်တော်တို့နောက်ဆုံးနံပါတ်နဲ့ရမယ်ဈေးနှုန်းအပြင်တော့1500နဲ့1600ကျမှရှိလိမ့်မယ်လက်ရှိဒီကောင်ကတော့အယောင်ပိတ်ထားပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်တော့ Mercedes M350 မှာနံပါတ်တော်တော်လေးမြင့်တဲ့ 3S 2013မှာ 3S နဲ့ရမယ်တိုင်ယုံကပါကျွန်တော်ဈေးနှုန်းအဖြစ်တော့ကျွန်တော်တို့2000နဲ့3000ကြားလို့ပဲပြောလိုက်ပါမယ်2000နဲ့3000ကြားမှာရှိပါတယ်တည်ကျင်တဲ့အသေးသိကျင်ကျွန်တော်မေးပေးပါကျွန်တော်ပြောပေးပါမယ်ဒီဘက်မှာကျွန်တော် BMW 7 series ရှိမယ်750 Li Alpina ဘယ်မောင်းဈေးနှုန်းအဖြစ်တော့1000ပေါ်မှာပဲရှိပါတယ်မော်ဒယ်အဖြစ်2000ခွန်ပဲရှိပါမယ်ဟိုဘက်မှာကျွန်တော် Land Rover ရှိမယ် Land Rover Discovery ဒီကောင်ကြီးဆိုရင် LR3 ကို LR4 ရုပ်ချင်းထားတာပါဒီကောင်ဆိုရင်လည်းကျွန်တော်တို့ဈေးနှုန်းအဖြစ်1000နဲ့2000ကြားပဲရှိပါတယ်ကျွန်တော်အခုမိတ်ဆက်ပေးတဲ့ကားလေးအကုန်လုံးလိုက်ပြပေးထားတဲ့ကားလေးတွေမှာစိတ်ဝင်စားတဲ့ကားလေးပဲဖြစ်ဖြစ်တီးကျင်တဲ့ကားလေးပဲဖြစ်အကားကြောင်းလေးတီးကျင်နေဆိုကျွန်တော်မေးမြန်းလို့ရတယ်ကျွန်တော်တီးသလောက်လေးပြောပြပေးမယ်ဈေးနှုန်းလေးတီးကျင်နေဆိုရင်လည်းကျွန်တော်မောင်သန်းစင်ရှိုးတော့မှလာရောက်ပြီးတော့ကျွန်တော်မေးမြန်းလို့ရတယ်ဟိုတီးကျင်တဲ့အသေးစိတ်ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်စာနဲ့ပဲဖြစ်ဖြစ်အကုန်မေးမြန်းလို့ရပါတယ်အလဲထက်ပဲဖြစ်ဖြစ်အရေးကြပဲဖြစ်ဖြစ်ဗန်ကျင်းနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့အဆင်ပြေအောင်ရောင်းချပေးပါတယ်ရောင်းချင်တာပဲဖြစ်ဝယ်ချင်တာဖြစ်ဖြစ်လာခဲ့ပါအားလုံးဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်